ဒီနေ့ကတော့ Think and Grow Rich စာအုပ်ရဲ့အောင်မြင်မှုဆိုင်ရာအခြေခံမူ73ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းပြင်းပြသောစန္ဒချမ်းသာခြင်းယုံမြမဟုတ်ပဲမီးလိုပူပြင်းတဲ့စန္ဒရှိရပါမယ်စန္ဒကိုလက်တွေ့ဖြစ်လာစေဖို့တစ်ရရှိလိုရဲ့တိကျတဲ့ငွေပမာဏနှစ်အဲ့ဒီအတွက်ပြန်ပေးဆက်ရမယ့်အရာ3ရရှိမိရက်စွဲ4တိကျတဲ့အစီအစဉ်တို့ကိုခြာရည်ပြီးမနှံ့ညတစ်နေ့နှစ်ကြိမ်အတန်ထွက်ရွတ်ဆိုရပါမယ်ယုံကြည်ချက်မိမိရည်မှန်းချက်ကိုတကယ်ရရှိနေပြီလို့မသိစိတ်ကယုံကြည်သွားအောင်လုပ်ရပါမယ်ယုံကြည်ချက်ဆိုတာလေ့ကျင့်ယူလို့ရတဲ့စိတ်အခြေအနေတစ်ခုဖြစ်ပါတယ်မတိစိတ်ကိုစိတ်ဆော်ခြင်းမိမိရဲ့ရည်မှန်းချက်တွေကိုမတိစိတ်ထဲရောက်ကောင်ထပ်ခါတလဲပြောပြခြင်းဖြင့်မတိစိတ်ကိုပြန်လဲ program တွင်းခြင်းဖြစ်ပါတယ်ဒုတိယတစ်ချက်အောင်မြင်မှုအတွက်လက်နက်များအထူးအပြုအသိပညာဘဟုတုတရှိယုံနဲ့မချမ်းသာနိုင်ပါဘူးအသိပညာကိုတိကျတဲ့ရည်မှန်းချက်အတွက်အစီအစဉ်တကျအသုံးချနိုင်မှသာငွေကြေးအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်စိတ်ကူးစိတ်တန်စိတ်ကူးသည်အောင်မြင်မှုနာကိုဖန်တီးပေးသည့်အလုပ်ယုံဖြစ်ပါတယ်လူသားတွေဟာမိမိစိတ်ကူးနိုင်သမျှအရာအလုံးကိုအကောင်အထည်ဖော်နိုင်စွမ်းရှိပါတယ်စနစ်တကျအစီအစဉ်ဆွဲခြင်းစိတ်ကူးတွေကိုလက်တွေ့ဖြစ်လာစေဖို့ခိုင်မာတဲ့အစီအစဉ်ရှိရပါမယ်ပထမအစီအစဉ်ကြာရှုံးသွားရင်နောက်ထပ်အစီအစဉ်တစ်ခုကိုမရမချင်းထပ်ဖန်တီးရပါမယ်တော့အကောင်အထည်ဖော်မှုစွမ်းအားဆုံးဖြတ်ချက်အောင်မြင်သူတွေဟာဆုံးဖြတ်ချက်ကိုလင်းမြန်စွာချပြီးပြန်ပြင်ဖို့လိုအပ်ရဲ့နေမွေစွာပြင်တက်ကြပါတယ်အချင်းဆွဲခြင်းဟာအောင်မြင်မှုရဲ့ရန်သူပါမစိုးမနေစူးစမ်းမှုကြာရှုံးမှုတွေကြုံလာရင်တောင်လက်မလျှော့ဖို့လိုပါတယ်ရွှေကြောနဲ့တုံးဖီအကွာမှာလက်လျှော့လိုက်သူကဲသူမဖြစ်စေဖို့ဇွဲရှိရပါမယ်ဉာဏ်ကြီးရှင်အဖွင့်မိမိထက်တော်တဲ့သူတွေတူညီတဲ့ရည်မှန်းချက်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းကမိမိတို့ရဲ့စွမ်းအားထက်ပိုမိုကြီးမားတဲ့စွမ်းအင်ကိုထွက်ပေါ်စေပါတယ်လေအတွင်းစိတ်စွမ်းအားကိုထိန်းချုပ်ခြင်းလိန်စွမ်းရဲ့အတွင်းပြောင်းလဲခြင်းပြင်းထန်တဲ့မွေးရပါတွန်းအားတွေကိုဖန်တီးမှုဆိုင်ရာညစ်စီးပွားရေးဆိုင်ရာစွမ်းအင်တွေအဖြစ်လမ်းကြောင်းပြောင်းအသုံးချခြင်းဖြစ်ပါတယ်အမတိစိတ်ဟာအသွေးတွေကိုလက်ခံပြီးသိမ်းဆည်းထားတဲ့ဥယျာဉ်နဲ့တူပါတယ်အပြူသဘောဆောင်တဲ့ခံစားချက်တွေနဲ့အမတိစိတ်ကိုလေ့ကျင့်ပေးရပါမယ်ဦးနောက်ကိုအသွေးလိုင်းတွေထောက်လွှင့်တဲ့စခန်းနဲ့လက်ခံတဲ့စခန်းအဖြစ်သဘောထားပြီးအခြားသူတွေရဲ့အကောင်းဆုံးအတွေ့အခေါ်တွေကိုဖန်ယူအသုံးချရပါမယ်စထအာယုံအထက်ပါအချက်အလုံးကိုကျင့်သုံးပြီးနောက်ရရှိလာမယ်ထိုးထွင်းတည်မြဲမှုဖြစ်ပါတယ်မှတ်ချက်အောင်မြင်မှုဆိုတာခက်ခဲတဲ့ပညာရပ်တစ်ခုမဟုတ်ပဲမိမိရဲ့အမှုအယဉ်ညင်စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတာဖြစ်တယ်လို့အခြားရင်းမြစ်တွေကလည်းဆိုထားပါတယ်နေကုန်းချုပ်အိတ်တဲ့ချမ်းသာကြွယ်ဝမှုဒီကံတရားကြောင့်မဟုတ်ပဲတိကျတဲ့စီးမင်းတွေကိုလက်တွေ့လိုက်နာခြင်းကြောင့်သာဖြစ်တယ်လို့နပိုလီယန်ဟေကဆိုထားပါတယ်ဒီဗီဒီယိုကိုသဘောကျရင် like and subscribe လေးလုပ်တော့ကြပါအောင်ခင်ဗျာ